ဆီယာဝန်ကအမာတေဆုံးသွားပြီလို့ကြေညာလိုက်ပြီးတဲ့နောက်မှာပဲသူမဟာဆေးရုံကူတင်ပေါ်ကနေရုတ်တရက်ထိုင်လိုက်ပါတယ်ဒီမြင်ကွင်းကြောင့်ဆီယာဝန်အောင်ကြောက်လန့်ပြီးမေးလဲသွားခဲ့ပါတယ်ဖခင်ဖြစ်သူကဆီယာဝန်လက်ရလို့ထင်ပြီးအမာကိုဝမ်းသာအားရပွေးဖက်လိုက်ပေမဲ့အမာကတော့အသားစားခြင်းနဲ့လို့ပဲပြောလိုက်ပါတယ်ဖခင်ဖြစ်သူကသူမကိုအသားကင်ဆိုင်ခေါ်သွားပေမဲ့ဆိုင်ရောက်တဲ့အခါအမာကသမီးကအဖေသမီးမဟုတ်ဘူးလောကကြီးကိုအတွေ့အကြုံယူဖို့ဆင်းလာတဲ့နှစ်သမီးပါလို့ပြောလိုက်ပါတယ်ဖခင်ကတော့ဖျားနာပြီးခေါင်းအထဲဝင်နေတာဖြစ်မယ်လို့ပဲတွေးပြီးဂယုမဆိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအနီးနားကလူမိုက်အုပ်စုတစ်ခုကဆိုင်ရှင်ကိုငွေညစ်ဖို့အတွက်သူတို့ဟင်းထဲကိုပိုးဟတ်တကောင်တမင်ထည့်လိုက်ပါတယ်ဖခင်ကမခံနိုင်ပဲလူပုံလဲမှာပေါ်တင်ပြောလိုက်တဲ့အခါလူမိုက်တွေကဒေါသထွက်ပြီးသူ့ကိုဆဲဆိုကြပါတယ်ဖခင်အဆက်ကွဲရတာကိုမြင်တော့အမာရဲ့မျက်နှာကတီးသွားပြီးဘေးနားကကူလားထိုင်ကိုကန်လိုက်တာအမြောက်ဆန်လိုပဲထွက်သွားခဲ့ပါတယ်လူမိုက်တယောက်ကကူလားထိုင်ကိုတားဖို့စူးစမ်းပေမဲ့မရခဲ့ရဲ့အမာရဲ့ကန်ချက်ကြောင့်လဲကျသွားပါတယ်ခေါင်းဆောင်ဖြစ်သူကလူစုပြီးဝိုင်းတိုက်ဖို့လုပ်ပေမဲ့အမာကတယောက်ချင်းစီကိုလက်တိကျက်ကန်ချက်တွေနဲ့အလွယ်တကူအနိုင်ယူလိုက်ပါတယ်နောက်ဆုံးမှာတော့လူမိုက်တယောက်ကိုကန်ထုတ်လိုက်ရာသူတို့အိမ်ရောက်တဲ့အထိလွင့်ထွက်သွားပါတယ်။နောက်နေ့မှာလူမိုက်တွေကလူအင်အားထပ်ဖြည့်ပြီးပြန်လာကြပါတယ်လက်စားချေဖို့နဲ့ရော်ချင်းငွေတောင်းဖို့စူးစမ်းပေမဲ့ဖခင်ကညှင်းဆန်လိုက်ပါတယ်သူတို့ကဘူဒိုဇာကြီးနဲ့ဆိုင်ကိုဖြိုဖျက်ဖို့လုပ်တဲ့အခါအမာကထွက်လာပြီးတတိပေးပေမဲ့မရခဲ့တာဘူးအမာကတင်းငိမ့်စွာနဲ့ဘူဒိုဇာရှေ့မှာရက်နေလိုက်ပါတယ်ရုတ်တရက်ရွှေရောင်လန်းတစ်ချောင်းပေါ်လာပြီးဘူဒိုဇာကိုစိုက်ဝင်သွားရဘူဒိုဇာမလုံနိုင်တော့ပါဘူးအမာကလန်ကိုဝေ့ရန်လိုက်တဲ့အခါတန်ချိန်များစွာရှိတဲ့ဘူဒိုဇာကြီးလေထဲကိုပြန်တက်သွားပြီးလူမိုက်တွေအံ့သွားကြပါတယ်အမာကလည်းကောင်းကင်ပေါ်မြောက်တက်သွားပြီးအောက်ကိုဆင်းလာကသူမရဲ့ကြောက်မက်ဖွယ်ဆွမ်းအားတွေကိုထုတ်ဖော်လိုက်တဲ့အခါလူမိုက်အားလုံးမြေပြင်ပေါ်ကိုလဲကျသွားပါတယ်သူမကလူမိုက်တွေကိုအပီးတက်ဖို့လှုပ်ဆောင်နေတဲ့အချိန်မှာပဲလူမိုက်တွေရဲ့တကယ်ကောင်းဆောင်ကြီးရောက်ရှိလာပါတော့တယ်